လောက်တော့ရှိသွားပါပြီကိုယ့်ရဲ့မိတ်ဆွေတွေရောပေါက်တယ်တွေရောမိတ်ဆွေတွေရောကျွေးနေတာပေါ့နော်အကျန်လေးကိုဟာရဒါနအနေနဲ့မောင်းငါးလေးကိုကောင်းကောင်းလေးကျွေးနေတာဒီတိုင်းလေးကျွေးနေတာမနေ့9နာရီကနေပေါ့ပုံတလောက်ပေါ့အချိန်ကတော့80 80ပေါ့အဲ့လောက်မှန်းထားတာပေါ့ဒီနေ့ဆိုရင်ခုနကပေါ့နော်အပိသက်တွေကအများများလို့တချို့ဆိုရင်ခိုင်းနေရမရှိဘူးတွေ့တဲ့ပကံလေးတွေနဲ့ပဲသူတို့ကိုယ့်ပေါ့တော့ကိုယ့်အစီအစဉ်လေးနဲ့ကိုယ်ပဲစားခဲ့ရတဲ့အနေအထားတွေလည်းတွေ့နေရတာပေါ့အဲ့လိုတွေ့ရတော့ပို့ပြီးတော့လည်းပီတိဖြစ်ပါတယ်ပီတိအများကြီးပို့ဖြစ်ရပါတယ်လုံးပြောမလဲနေ့တိုင်းကျွေးရလို့အားရတယ်လို့မရှိပါဘူးလို့ညညကြီးကိုကျွေးနေတာနေ့လေ12နာရီလောက်ဒီကိုမကုန်မချင်းဥပန်းကိုကျွေးနေတာလို့နောက်နေ့လည်းကျွေးနေအောင်စီစဉ်ထားပါတယ်ကောင်းကောင်းလေးပေါ့ဒီလိုလေးနဲ့နည်းနည်းပိုကောင်းအောင်လို့ပေါ့အခုလိုလာရောက်ပြီးတော့အားပေးကြတဲ့ပြည်သားများနဲ့တကွာပေါ့နော်ကျွန်တော်ရဲ့စာအုပ်ဆိုင်လေးကိုစင်ဆက်မပြတ်ဝယ်ယူအားပေးနေကြတဲ့ပြည်သားကြီးကိုလည်းဒီနှစ်သိမင်္ဂလာမှာပေါ့နော်ကောင်းတဲ့အကျိုးတွေရရှိပြီးတော့မကောင်းတဲ့အကျိုးတွေဖယ်ရှားပါသေးလို့လည်းကျွန်တော်ကအခုကောင်းလေးတောင်းပေးပါတယ်ဗျကိုတင်မိုးမိုးကောင်းငယ်ကိုတင်မိုးကနှစ်စဉ်မွေးငါကျွေးတာသိတယ်မပိတ်လေရအောင်လာတယ်လာပြီးတော့လောအောင်လဲပေးတယ်ကိုတိုင်လည်းလာစားတယ်သူကနှစ်စဉ်မပြတ်သူကလုပ်နေတာသာဝမ်းတာတယ်နောက်တော့မနေ့ပိုင်းဆိုတော့လေသရုပ်တာတော်တော်များများနေတယ်လို့ညနေတော့ပဲကျွေးတာများတယ်အခုကတော့သူကမနေ့ကင်းဆိုတော့တော်တော်များများမနိုင်အောင်ကျွေးရတယ်တော်လေးကျွေးရတယ်တော်တော်လေးဝမ်းတာတယ်ပေါ့ကိုသူများကိုမိတ်ဆွေရဲ့အလူကိုခုလိုဝိုင်းကူရတဲ့ခွက်နဲ့ပြောလဲပြောတယ်ဒါဥပုဆောင်မလို့ဥပုမဆောင်ခင်ကိုလာပြီးတော့လောလာပေးတာနှစ်စဉ်လူကကိုလူလိုပဲသူကအများတန်းလင်မြန်းတော့တက်ညီလဲညီလူနေတာဆိုတော့လေအများတန်းသူ့အတွက်လည်းပီတိဖြစ်တယ်ပေါ့ကိုလောကကူညီရတယ်လည်းပီတိတွေဝမ်းတာတယ်ပီတိဖြစ်တယ်